တွေးပေါင်းချိန်ကတော့90-60ရှိတယ်တဲ့ဒီအထက်ကိုကြပြီဆိုရင်တော့သူကခေါင်းမူးတက်တယ်ပေါ့နော်ဘာဆေးတောက်ဖို့ဆောင်တာတင်တယ်လဲဆိုပြီးတော့မေးတာတယ်အဲ့တော့ပေါ်သွေးနဲ့အောက်သွေးက90-60အောင်ကြပြီဆိုရင်ဒါကိုကျွန်တော်တို့က hypotension သွေးပေါင်ကြတယ်လို့ကျွန်တော်တို့ကသတ်မှတ်တယ်ပေါ့နော်အဲ့တော့သွေးပေါင်ကြတဲ့အခါမှာဆရာဝန်တွေအနေနဲ့ဒီလူကိုသွေးပေါင်တက်ပါစေတော့ဆိုပြီးတော့တိုက်တဲ့ဆေးရလို့ထွေတူပြီးတော့မရှိနေပါဘူးဒါပေမဲ့သွေးပေါင်ကြတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့ကလိုက်ရှာပြီးတော့အဲ့ဒီအကြောင်းရင်းကိုအဓိကကုရတယ်ပေါ့သွေးပေါင်ကြားတဲ့ကိစ္စတွေထဲမှာအဖြစ်အများဆုံးကကျွန်တော်ရေဓာတ်ခန်းချောက်တာပေါ့နော် dehydration ဖြစ်တာဒါမှမဟုတ်လေကျွန်တော်ခဏကွာချွေးထွက်များတာပေါ့ဒါမှမဟုတ်လေရှိုးတွေဆိုရင်တောက်လျှောက်အန်နေတာဝိုးနေသွားနေတာအမျိုးသမီးတွေဆိုလည်း menstruation များတာပေါ့နော်ခန္ဓာကိုယ်ကနေဒီအရေဓာတ်တွေဆုံးရှုံးတဲ့အခြေအနေတစ်ခုခုဆိုရင်ကျွန်တော်တို့ကဒါသွေးပေါင်ကြားတတ်တယ်အဲ့တော့တကယ်လို့အောက်ခံအကြောင်းရင်းတွေ့တယ်ဆိုရင်ဒီအောက်ခံအကြောင်းရင်းကိုကျွန်တော်ကုလိုက်ရင်ဒါသွေးပေါင်မကြတော့ရင်အမှုပြေသွားမယ်ပေါ့သို့တော့တချို့အမျိုးသမီးတွေအမျိုးသားတွေလည်းဖြစ်တတ်ပါတယ်နှလုံးစီးချက်မမှန်တဲ့အခြေအနေမျိုးတွေပေါ့နော်နှလုံးကကျွန်တော်ပုံမှန်ဆိုရင်အချိန်မမှန်နဲ့ကျွန်တော် rhythm မမှန်လေးခုန်နေရမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့သူကအရမ်းမြန်နေတာပဲဖြစ်ဖြစ်တော့ဟိုစီးချက်မမှန်တာပဲဖြစ်ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေဆိုရင်လည်းအုံနောက်ကိုသွေးရောက်တာအစိမ့်မပြေပဲနဲ့ migraine ဖြစ်တာတော့မူးတာတော့ဒါမျိုးတွေကြုံလာတတ်တယ်တကယ်လို့ကိုကရင်တုံတာနဲ့အဲ့လိုမျိုးသွေးပေါင်ကြတာခေါင်းမူးတာနဲ့တွဲနေတယ်ဆိုရင် ECG လေးတော့ဆွဲကြည့်တဲ့အခါမှာနှလုံးစီးချက်နဲ့ပတ်သက်ပြီးပြဿနာရှိတယ်ဆိုရင်အဲ့ဒါနဲ့ပတ်သက်တဲ့ဆေးတွေတောက်လိုက်ရင်အဆင်ပြေသွားလိမ့်မယ်နောက်တစ်ခုတချို့ကြတော့သွေးပေါင်ကြလို့မူးတာမဟုတ်ပဲနဲ့သွေးပေါင်တော့သူက90-60ပဲတခါတလေ85တခါတလေ55တောင်ဖြစ်တယ်ဒါပေမဲ့ဒီဟာကြောင့်မူးနေတာမဟုတ်ပဲနဲ့သူ့ဘာလို့ကျွန်တော်နားထဲမှာရှိတဲ့ဒီခန္ဓာကိုယ် balance ကိုထိန်းတဲ့ဘယ်လိုပြောမလဲအရေးလေးတွေပေါ့နော်ဒါကြောင့်မူးတာလည်းဖြစ်တတ်တယ်အဲ့ဒီ balance ပြတ်နေတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ကအမှုပြေစေးလေးတွေရှိတယ်ဒါပေမဲ့ဒါကြောင့်ဒီလိုချက်ချလေးအောင်မူးတာမျိုးတွေလည်းဖြစ်တတ်တယ်ခေါင်းအုံတာ mic နဲ့ဆိုတာလည်းဖြစ်တတ်တယ်ဆိုတာတွေးပေါင်ကြောင့်မဟုတ်ဘူးပေါ့နော်တွေးပေါင်ကတော့မူးနေတဲ့ချိန်တွက်ချိန်လိုက်တဲ့အခါမှာနည်းနည်းကြားတယ်လို့ထင်နေရတဲ့အခြေအနေမျိုးတွေပေါ့အဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ဒီမှာရေးပြထားတယ် Cinnarizine ဆိုတဲ့ဆေးမျိုးပေါ့နော်Stu Journal နာမည်နဲ့လည်းရှိတယ်ပေါ့လေအဲ့ဒီဆေးမျိုးတွေကိုတော့တောက်လို့ရတယ်စောင့်နှောင်းလို့ရတယ်ပေါ့နော်နည်းနည်းတော့ပိုအိမ်ငိုက်တက်တယ်တောက်ရင်လေကိုကကားမောင်းမယ်ညဘက်ခီးသွားမယ်ပါညာဆိုရင်တော့လေဒါအဖို့ပါမှတောက်တာကောင်းတယ်ပေါ့နော်မောင်းရင်ကျွန်တော်တို့ဒီတယောက်တည်းဆိုရင်ကားပေါ်မှာအိပ်ပျော်သွားတာမျိုးတွေဖြစ်တတ်လို့နော်အဲ့တော့အဲ့ဒီဆေးမျိုးတွေစောင့်လာလို့ရတယ်အဲ့တော့ကျန်တာကတော့အရင်ကျွန်တော်တို့ဒီသွေးပေါင်ပြန်တက်ဖို့ဆိုပြီးတော့တောက်တဲ့ဆေးရတော့ထွေထူးမရှိပါဘူးကျွန်တော်ခုနပြောတဲ့အကြောင်းရင်းလေးတွေရှာကြည့်လိုက်ပါနောက်ထပ်တတိထားမှာတစ်ခုရှိတယ် orthostatic hypotension လို့ခေါ်တယ်ရုတ်တရက်သူကလဲနေတာမှဆိုရုတ်တရက်ထားလိုက်တဲ့အခါမှာ migraine ဖြစ်တာမျိုးတွေအဲ့လိုမျိုးအခြေအနေမျိုးတွေပေါ့နော်ရုတ်တရက်ထားလိုက်တဲ့အချိန်မှာမသက်ရက်လိုက်တဲ့အချိန်မှာတွေးပေါင်ချိန်ရင်အပေါ်တွေးရ20အောက်တွေးရ30ပေါ့နော်အဲ့လောက်ထိကျသွားတယ်ဆိုရင်ဒါကိုကျွန်တော်တို့ orthostatic hypotension လို့ခေါ်တယ်အဲ့လိုလူတွေကြတော့အထိုင်ထားမှာ view ဆိုင်ရမှာပေါ့နော်အဲ့ရထားတဲ့အခါမှာချက်ချင်းထားထိုင်တာမျိုးမလုပ်ရဘူးအဲ့ရထားရင်ကျွန်တော်ခြေထောက်လေးတွေကိုကျွန်တော်စက်ပိန်နေသလိုလေပလက်လန်အနေထားတယ်ဒီလိုလေ့ကျင့်ခန်းလေးတွေလုပ်ပြီးမှ2မိနစ်လောက်လုပ်ပြီးမှကတင်ဆောင်မှာထိုင်2မိနစ်လောက်ထိုင်ပြီးမှကျွန်တော်မတ်တက်ရက်တာမျိုးလေးပေးလုပ်ပါတယ်เนาะအဲ့လို orthostatic hypotension လို့ခေါ်တဲ့အထိုင်ထားမှာတွေးပေါင်ကျတတ်တဲ့ case တွေတိတ်ဆိုးရဲဆိုရင်တော့ဆရာဝန်တွေကတိုက်တဲ့ဆေးလေးတွေရှိပါတယ်เนาะဒါတော့ဆိုရင်တော့သဘောပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်